ကျွန်တော်ရအတက်နေပေါ့စဉ်းစားမှုရင်းလေးချက်နေပါခင်ဗျာခွင်းကြောင့်တပိတ်သွားဖို့မှမို့လို့ပေါ့ခင်ဗျာအမလေးရလေးတွေပေါ့လားခိုင်းနေနဲ့တတိုင်းမွေးနေရပေါ့ခင်ဗျာမွေးနေပေါ့ခင်ဗျာတသားချက်ရတော့နော်ဒါလေးရတော့ခင်ဗျာဒါလေးကတော့ခွင်းကြောင့်အတွက်ဘာသာပြုတ်ထားပါခင်ဗျာ20ရက်နေ့မှာတပိတ်သွားဖို့မှမို့လို့ခင်ဗျာမတရားလေးကုသိုလ်ကြီးကျွန်တော်တို့လိုကုသိုလ်ယူနေ